ဒီနေ့တနေ့ကုန်လုံးမိုးရွာပြန်ပြီးဘဲမှသွားလို့မရတော့ဗျာအတော်အိမ်သွားပြီးတော့လက်ဖက်တုပ်စားရင်းနဲ့အလာပါတလာပါပြောမှာပေါ့နော်ဒီရက်ပိုင်းတောင်ပေါ်မှာလေချမ်းတွေလည်းတအားတိုက်ပြီးတော့မိုးတွေလည်းနေ့တိုင်းလိုရွာပြီးမဲ့အရင်ရက်တွေကဒီနေ့လောက်မစိုးတော့ဗျာဒီနေ့ကတော့တရွာလုံးဘဲမှသွားလို့မရဘဲနဲ့အိမ်တွေအောင်းနေကြရတာပေါ့ဗျအကြောင်းမိုးမီးဖို့ဘေးမှာမီးလုံပြီးတော့လက်ဖက်ရည်တောက်ရင်းနဲ့လက်ဖက်တုပ်ပါစားရအောင်ဆိုပြီးတော့ကျွန်တော်ကလက်ဖက်တုပ်ပြီးမှအတော်အိမ်သွားလိုက်မယ်ဗျအတော်တွေဦးလေးတွေလေးကြော်စိတ်လက်ဖက်ထောင်းအရတာစားဖူးသွားအောင်ကျွန်တော်ကဒီလေးကြော်စိတ်လက်ဖက်ထောင်းလေးတုပ်ကျွေးလိုက်မယ်ဗျထက်တုံးမဲ့ပစ္စည်းတွေကငရုတ်တီးစိမ့်နဲ့ခရမ်းချင်တီးဆိုရပြီပေါ့နော်ခရမ်းချင်တီးနဲ့ငရုတ်တီးကြတော့ခြာနနေခူးလာတဲ့ခြံထွက်အတီးအနံလေးတွေပေါ့ဗျာကျွန်တော်တို့တောင်ပေါ်ဒေတာကြတော့လက်ဖက်ညွန့်လက်ဖက်ရွက်တွေကိုတိုင်ကိုကြကိုနီးကိုဟန်နဲ့လှုပ်ရှားလို့ရပေမဲ့ဗျာဒီလိုလေးကြော်ဝါထုတ်ထားတဲ့စိတ်လက်ဖက်ထောင်းလိုမျိုးတော့မစားဘူးမမြင်ဘူးမတွေ့ဘူးကြဘူးပေါ့နော်အကြောင်းမို့စိတ်သားစစ်လေးကြော်စိတ်လက်ဖက်ထောင်းကိုစားဘူးမီးဘူးတောက်အောင်ဆိုပြီးတော့ကျွန်တော်ကလေးထုတ်ထက်တုပ်ကြည့်မယ်ဗျာအထဲမှာတော့အများကြီးပါတယ်ဗျတယောက်ဆိုရင်တော့တထုပ်ဆိုရင်လည်းလုံလောက်စားလို့ရပြီပေါ့နော်ကျွန်တော်နှစ်ထုပ်ဖောက်ကြည့်တာဒီလောက်တောင်ရပြီဆိုတော့ဗျာအကြောင်းမို့ကျွန်တော်နှစ်ထုပ်ပဲအရင်တုတ်ကြည့်အောင်မယ်ဗျဒါတော့ပဲချမ်းကြော်လေးတွေပေါ့နော်ဒါတော့ခုနခရမ်းချင်းတီးနဲ့ငရုတ်တီးလေးတွေပေါ့ဗျာခရမ်းချင်းတီးကိုအစားနှလုံးထဲမလို့လောက်တာဗျာအများကြီးဆိုတော့ကျွန်တော်နည်းနည်းခြံထားပြီးတော့တဝက်ပဲထည့်လိုက်မယ်ဗျခရမ်းချင်းတီးတအားများရင်မကောင်းတော့ဘူးဆိုတော့ဗျာစီလေးနည်းနည်းစမ်းပြီးတော့စားတုတ်နေပြီဗျာငရုတ်တီးတော့ကျွန်တော်၃လုံးပဲထည့်ထားတယ်ဗျလူကြီးတွေစားနိုင်မလားတော့မသိဘူးပေါ့နော်ကျွန်တော်တို့လူငယ်တွေကျွန်တော်ဒီလောက်ဆိုဘာမှမဖြစ်ဘူးပေါ့ဗျာလေးကြော်စိတ်လက်ဖက်ထောင်းကအစင်တင်တုတ်စားယုံပဲဆိုတော့ကျွန်တော်ကစားတွေဟင်းချုံမုတ်တွေမထည့်လိုက်ရဘူးဗျဒါတော့အတော်အိမ်စားသွားနေပြီပေါ့နော်တနေကုန်လုံးလေးတွေလည်းတအားတိုက်တောင်ပေါ်သခွင်လုံးမြူတွေအပြည့်ပဲပေါ့ဗျာအိမ်ထဲရောက်တော့အတော်တို့မိသားစုကမိဖို့ဘေးမှာတိုက်ညီလိုက်ညီမီးလုံနေကြရတယ်ဗျာအတော်ကဘာယူလာတယ်လဲဆိုတာစိတ်ဝင်တစားနဲ့ကြည့်နေပြီဗျာလေးကြော်စိတ်လက်ဖက်ထောင်းစားဖို့တော့အောင်ကျွန်တော်ကစိတ်သားလက်ဖက်တုပ်လာကျွေးတာဆိုပြီးတော့အတော်ကိုရင်မီးခိုင်းကြည့်တယ်ဗျအထဲမှာစိတ်သားအများကြီးပါတယ်စိတ်သားနဲ့ပြုတ်လောက်ထားတာလေဆိုပြီးတော့အတော်ကိုလီဖောတာပေါ့နော်အတော်အိမ်မှာအိမ်နီးချင်းနဲ့ဦးလေးတယောက်လဲရောက်နေတော့ဗျာအကုန်လုံးမီးဖူးစားဖူးတော့အောင်ဆိုပြီးတော့ကျွန်တော်ကဟိုအပေါ်ကဦးလေးဘက်မှာပဲလက်ဖက်တုပ်ပကံထားလိုက်တယ်ဗျမိုးအေးလေးဆိုတော့ဗျာလက်ဖက်ရေပူလေးကတောက်လို့တော့တအားကောင်းတယ်ဗျအများကြီးတောက်ရင်တော့ဗျာခဏတော့ပြေးရတာပေါ့ဗျငရုတ်တီးဆက်တာကလွဲလို့တဲ့ကောင်းတယ်တဲ့ဗျာသူတို့ကကွန်းစားကြတော့ငရုတ်တီးတိတ်မစားနိုင်ကြဘူးပေါ့နော်ခုနကျွန်တော်ငရုတ်တီး၃လုံးအစားတစ်လုံးပဲထည့်လိုက်ရမှာနော်ဒါကတော့လက်ဖက်6ကြော်ပြီးတော့လက်ဖက်ရည်ထဲတောက်မှာပေါ့ဗျာလက်ဖက်6ကိုဒီလိုမျိုးမီးအေးလေးနဲ့ကြော်ပြီးတော့ဗျာလက်ဖက်ရည်ထဲတောက်ရင်တော့အရသာတော်ကောင်းတယ်ဗျကျွန်တော်တို့တောင်ပေါ်ဒေတာကျတော့လက်ဖက်6ကိုဒီလိုမျိုးကြော်ပြီးတော့လက်ဖက်ရည်ထဲတောက်ကြတာများတယ်ဗျာဒါဆိုရင်နည်းနည်းကြည်မွတာပြီဆိုရပြီပေါ့နော်ကြော်ထားတဲ့လက်ဖက်6ကိုလက်ဖက်ရည်အိုးထဲထည့်ပြီးတော့ရင်နွေးကိုအပေါ်နေလောင်းချပြီးရင်တော့အစင်တင်တောက်လို့ရပြီဗျာကျွန်တော်တို့တောင်ပေါ်ဒေတာကျတော့လက်ဖက်ရည်တောက်ရင်တော့စားခက်တောက်ကြတာများတယ်ဗျာဘာအတွက်ကောင်းလဲဆိုတော့ကျွန်တော်တို့မသိဘူးဗျကျွန်တော်တို့ဘိုးဘွားစင်သက်ဒီလိုမျိုးတောက်လာကြတာဆိုတော့ဗျာဒီလိုမျိုးတောက်တာတော့အရသာတော်ကောင်းတယ်ပေါ့နော်တောက်နေကြဆိုတော့ဗျာစားမခက်တောက်တဲ့အချိန်ဆိုကျွန်တော်တို့လက်ဖက်ရည်တောက်ရင်တော့အရသာမရှိတော့ဘူးပေါ့ဗျာကျွန်တော်လက်ဖက်တုပ်တာကကျွန်တော်အခုမှပဲပြန်စားမိတယ်ဗျာခုနကတော့ကျွန်တော်မစားလိုက်ဘူးပေါ့နော်တောင်ပေါ်မှာမိုးတနေကုန်ရွာတဲ့ရက်ဆိုရင်တော့ဗျာဒီလိုမျိုးတအိမ်ဝင်တအိမ်ထွက်လဲကြတာများတယ်ပေါ့နော်လက်ဖက်တုပ်လဲကုန်ပြီဆိုတော့ကျွန်တော်လဲပြန်တော့မယ်ဗျခုနကြံတဲ့လေးကြော်စိတ်လက်ဖက်ထောင်းကိုတော့အတော်အိမ်မှာပဲကျွန်တော်ထားခဲ့ပေးလိုက်တယ်ပေါ့နော်မင်းညာငါတိတ်မကောင်းတော့ဗျာတက်မဲ့အရာဝတ္ထုတွေဆိုကိုကတိတ်မေးတတ်တာပဲဗျမိုးကတော့ခဏတဖြုတ်ပြန်တိတ်မဲ့ပုံမှာပဲဗျာလေးကြော်စိတ်လက်ဖက်ထောင်းပကံကလည်းအရသာကောင်းလွန်းတော့ငရုတ်တီးချမ်းလေးတွေပဲကြံတော့တယ်ဗျာ